Radio Boat by AMC Channel ကိုအစဉ်အမြဲစောင့်မျှော်နှားဆင်နေကြသောပရိသတ်ကြီးများအားလုံးမင်္ဂလာပါရှင်။မှာတပါဇလန်းလေးရဲ့အပိုင်း19ကိုချိုမဆက်လက်တင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်ရှင်။အိမ်တို့အလောတကြီးပြန်ရောက်လာသည့်ရာဇဘွားရင်ထဲပူပင်ပြောင်းဆန်နေ၏။သမီးအိမ်မှာမရှိတော့ဘူးဆိုတာဘာစကားမျိုးပါလေ။ငါသမီးရောဘာကိုမရှိတော့တာလဲ။ဘယ်သွားလို့လဲ။အကုန်လုံးကမျက်နှာမကောင်းကြတာမို့သူ့ရင်တွေပို့ပူလာရသည်။သမုဒိယလည်းပြောမထွက်တာမို့ရာဇဘွားမျက်နှာကိုငေးချီရင်းဘဲကနေဘလို့စပြောရမလဲမသိ။တော်ပလဲဒီကစိတ်ဆင်းရဲသလိုထိုင်နေရင်းမှမူးဝေလာသည်မို့တမယာသည်အားနှာခေါင်းဝတိရှူကနေရသည်ထီပင်။ရာဇဘွားအိမ်ပေါ်တက်သို့ကြပြတက်လာကသမီးရေခမ်းနဲ့ဝင်လာတော့ဗီဒီယိုတကားမှာပွင့်လျက်သားနဲ့အဝတ်စားတချို့မရှိတော့။ဒါမောင်သမီးတော့ခိုးရလိုက်သွားပြီထင်တယ်။ဟာမဖြစ်နိုင်လား။ထညင်းလိုက်သူတို့လဲမခံနိုင်ပေ။အောက်ထက်ဆင်းလာရင်သူ့ရင်တွေသည်တလှက်လှက်တုံရင်နေခြေမကင်နှိလက်မကင်မိဖြင့်ဘာလို့လို့ရမှမသိသလိုသူ့သမီးလေးမလို့လာပါဘူးဟုစွမိတ်ယုံချင်နေသည်။မင်းသမီးကမိုက်လိုက်တာသားရဲ့။အဲ့လိုကောင်မျိုးဆိုငါမိအနာဂတ်တော့မတွေ့ရဘူး။အမေစကားမှာရာဇဝါအသိနှစ်တတိကတ်သွားရသည်။မယုံမရဲဖြစ်နေရမှကြုံလာရပြီမို့သမီးမျက်နှာကိုတွေးကရင်နေမွန်းချက်သွား၏။အရန်ကြီးလဲစစ်စုညံ့ညံ့မလို့ရဲပဲမိန်းကလေးရှင်မို့ကြိတ်စုံစမ်းရင်ဂျော်နီသတင်းကိုမတိမတာထောက်ရ၏ရဲနဲ့တအုပ်နွေးနွေးဖြင့်ကြိမ်မီအုပ်နေသလိုထိုညတညလုံးသူမဲအိတ်နိုင်ပေသမုဒိယကော်ဖီခွက်ကလေးယူကရာဇဘွားနားရောက်လာရင်မှငုံငုံငယ်ငယ်ကြီးဖြင့်ထိုင်နေသည့်ပုံကိုကြည့်ပြီးတပ်ပြင်းချမိ၏မောင်တနေ့ကုန်ဘာမှလည်းမစားဘူးကော်ဖီနဲ့မုတ်လေးဖြစ်ဖြစ်စားလိုက်ပါလားနော်ရာဇဘွားခေါင်းကိုခါရမ်းပြလိုက်ရင်မှရင်တစ်ခုလုံးကတင်းကျပ်နေသလိုလေဘေးထဲကဝေဒနာကတစ်ဆိုလျက်ရှိနေ၏တသက်နှစ်တကူတခါမှဒီလောက်ဝမ်းမနေဘူးသလိုမောလဲမောနေ၏ခေါင်းတစ်ချမ်းကနောက်ကြည့်ထုံကျင်နေသလိုကိုသမီးလေးအားနှံမျောတတ်ထီရမဆုံးမေမထွေးနိုင်မအနိုင်ဖြစ်နေသည့်ရာဇဝါကိုကြည့်ပြီးသမုဒိယပခုံးလေးပေါ်လက်ကလေးစုပ်ကန်ရင်မှမောင်ရဲ့ချစ်ပြီးမှတော့ဘာတက်နိုင်မှာလဲမောင်ရဲ့ရာဇဝါအန်ကိုတင်းခနဲ့ကြိတ်လိုက်တော့ပါးပြမော်မျက်ရည်စားတချို့ကစီချလာသည်သူငိုနေသည်ဟုတ်သည်ရာဇဝါအန်တကြိတ်ကြီးဖြင့်တအီးဖြင့်ယူကျိုးမရငိုကြွေး၏သူသမီးလေးကိုသူတိတ်နှမျောသည်ဒီလိုကောင်းစားမျိုးနဲ့မဆိုထားပြီးတကယ်တတိမျိုးရိုးမြင့်တွေကလူတွေကိုသမီးအတွက်ရည်မှန်းထားခဲ့တာမဟုတ်လားဒီလိုကလေးကဝလန်းကစားသမားဘာအရေးချင်းမှမရှိတဲ့ကောင်နဲ့ရသွားလိမ့်မယ်ဟုသူတွေးပင်မတွေးမိချစ်သမီးသည်ဂျော်နီနဲ့ခိုးရလိုက်သွားပြီးနှစ်ပတ်ကြာတော့ဂျော်နီအိမ်တွင်ပြန်ရောက်လာခဲ့သည်တမျိုးလုံးလဲတီးကြပြီးမို့ရာဇဘွားမှာလက်မခံခြင်းလည်းမရသလိုကိုကသမီးရှင်မို့မတင်ထားနိုင်ပဲလျှော့ရ၏ဂျော်နီအဖေကမင်္ဂလာဦးဆုံးမဲ့ကျွေးမိဆိုသဖြင့်ကိုသမီးမျက်နှာငယ်မှာဆိုကမင်္ဂလာဆောင်ကိုသူကပဲအကုန်ကြခံကစောင့်ပေးလိုက်ရ၏တမက်ဖြစ်သူအချိုးမပြေသမျှကိုသမီးလေးမျက်နှာဖြင့်ကြိတ်မိတ်တိခံရတာဒေါသထွက်လွန်းသည်မှာစိုးပွေရမရှိမိမကလည်းကွာကိုတို့မင်္ဂလာဦးဆိုတော့တငယ်ချင်းတွေနဲ့တူအပျော်ဆော့တာပါတောက်ရင်စားရင်ပေါ့ဟုတ်ပါပြီကိုရဲ့ကဲရော့ချစ်သမီးဖေဖေ300ပေးထားသည့်ပတ်စံထဲမှာ300ခန့်ယူကကိုလက်ထဲထည့်ပေးလိုက်၏300ဆိုသည်မှာနဲလာသောပတ်စံမဟုတ်သလိုထိုခေတ်ထိုခါကပညာတတ်လကာစားတဦး၏တလစာလကာလောက်ရှိသည်ဂျော်နီသည်ငွေရလေးရနေနဲ့မိမဖြစ်သူကိုတစ်ချက်နှမ်းကထွက်သွားသည်မှာမိုးဆုံဆုံချုံမှငွေလဲကုန်လူလဲမူးပြဲကပြန်ရောက်လာခဲ့၏မနက်ခင်းမင်္ဂလာဝဲပေမဲ့သတို့သားပြီးဘာမှကိုညီလုတ်ကင်ခြင်းမရှိသည့်အပြင်ရာဇဘွားကပွဲပြင်ဆင်ရန်လွှတ်ထားသည့်အလုသမားတွေကိုပင်မူမူယူယူခင်ရရှာသည်ရာဇဘွားနားတဲ့သတင်းလာပို့ကြပေမဲ့မနှက်ဖြန်မဲ့မင်္ဂလာဆောင်မှုပွဲဖြတ်မီဆိုကမတိဟန်ဆောင်ရေးစိတ်လျှော့ထားရသည်မင်္ဂလာပွဲကားစီပေမဲ့ဂျော်နီကလူညံ့လူပြင်းပြီးစကားကိုမင်းမလို့မင်းမရဆန်ဆန်ပြောတတ်သည်ဟုတ်တယ်ကွာလူပြိုဘုံကပဲနေချင်သေးတာအဲ့ကောင်မလေးကလည်းငါဟိမင်္ဂလာဆောင်ကငါဖေလို့ဝေးတာဗောကွအလကားပါကွာအဖေကချစ်သမီးကိုတိတ်သဘောမကျဘူးပညာမတက်လို့လေကြားနေရသည့်စကားတွေကအချိုးမပြေပေမဲ့မင်္ဂလာပွဲတစ်လျှောက်လုံးကိုသမီးမျက်နှာကြည့်ရင်မနှဲတီးခံရသည်ပွဲချဖြတ်ရင်လဲဒီမြို့ဒီနယ်မှာကိုသမီးလေးပဲတစ်ချက်ကနေနှစ်ချက်ဖြစ်စီရရှိတော့သည်မင်္ဂလာဆောင်ပြီး၍ပြန်မိချိန်မှာလာကြော့မီကိုဧကန်းထဲကနေမတိမတာစောင့်မိသည်တော်လေးကြာမှသမီးတယောက်တည်းရောက်လာသလိုမျက်နှာမကောင်းတာမို့ဂျော်နီကသူ့ကိုကြော့ရန်လိုက်မလာခြင်းမှန်းသိလိုက်ရသည်ဖေးယူလာကြော့တာသမီးတို့ဟိုဘက်ရုံပြန်တော့မယ်သူသမီးလေးကိုသူမပိုင်တော့ဘူးဆိုသည့်အရှိတရားကိုပထမအဦးဆုံးသူခံစားမိသွား၏တပ်ပြေးချလိုက်မိရင်မှ
မောင်ကျော်နေရောသမီးချစ်သမီးမျက်နှာလေးကကွက်ခနဲပြတ်သွားသလိုဟန်မဆောင်နိုင်မဲဘာပြောရမှန်းမသိကျော်နီကိုခေါ်ပေမဲ့မလိုက်ချင်ပဲပေကတ်နေခဲ့သည်ဟိုကိုကအလုပ်လေးတွေရှုပ်နေလို့ပါဖေးညာပြောလိုက်ရပေမဲ့အသက်တအေးပြင်ကောင်းကောင်းယုံမှမလားဖေးစိတ်များမကောင်းဖြစ်သွားမလားဆိုကအကဲခဲချင်ရင်ထဲကြေးချက်ကမရှုနိုင်မကယ်နိုင်ဖြစ်နေရသည်ရာဇဘွားပြက်ရင်းတွေသည့်သမီးဖြစ်သူ၏ပုံစံကိုစိတ်မချမ်းမသာဖြင့်ကြည်ရင်မှာမူမူခြံထဲမှာမောင်ကျော်နီကိုသွားခေါ်ခဲ့ချီငါခေါ်ခိုင်းလိုက်တယ်လို့ပြောလိုက်ချစ်သမီးခေါင်းလေးကိုငုံလိုက်မိသလိုတိတ်မကြပဲမူမူနဲ့ဂျော်နီရောက်လာသည်ဂျော်နီကချစ်သမီးနားဝင်ထိုင်လိုက်ရင်မှာရာဇဘွားကိုတစ်ချက်ကြီးကဦးလေးကျွန်တော်ပြောစရာရှိတယ်ဆိုအခုညီတောင်းစရာရှိတာပါဂျော်နီကြီးကရာဇဘွားကိုငေးဆိုင်ကြည့်နေရမှနားမလည်နိုင်ဖြစ်သွားပုံရသည်ဘာအကူညီဦးလေးသမီးကိုတေချာအပ်ပါတယ်ကွယ်အဖေကအရန်အလိုလိုက်ခဲ့တဲ့ကလေးမို့မောင်ရင်ကပို့ချစ်ပေးပါဂျော်နီမျက်နှာကပြုံးသွားသလိုချစ်သမီးလက်ကလေးကိုစုပ်ကိုင်းကအာမပန်းနေခံလာ၏စိတ်ချပါဦးလေးကျွန်တော်တို့လင်မယားရုံးမြေချပေါင်းပါပါဒါပေမဲ့ဦးလေးရဲ့အိမ်တော်ဦးအဆဆိုတော့စီးပွားရေးရတယ်လောက်အောင်မလीဂယုဆိုင်မှာဆိုပေမဲ့ဒီရပိုင်းတော့အရင်ကြီးလေးရှာရမှာမို့အလုပ်များမှာပဲချစ်သမီးစိတ်ထဲမပြောပါနဲ့ဟုတားလိုက်မိပေမဲ့နှုတ်ကတော့တကယ်အာဈေးမိနေသည်မင်္ဂလာဆောင်မရသည့်လက်ဖွဲ့ငွေတွေလည်းရှိပါလျက်နှင့်တက်ကြီးဖေဖေစီမှတောင်းမတောင်းစေချင်တာစိတ်အမှန်ပဲရာဇဘွားသမီးမျက်နှာလေးကိုကြည့်ရင်မှဂျော်နီစီအကြည့်ပြန်လွှဲကအရင်ကြီးကဘလောက်လိုတာလဲဂျော်နီကစဉ်းစားသလိုဟန်ပြူရင်မှအတော်များတယ်ဦးလေးတကယ်တော့ကျွန်တော်မိတ်ဆွေတွေကဘီဒီအောင်ဖေတို့အဆိုတော်မမြလေးတို့ရှိရဲ့လေဘိုင်စကုပ်ကရိုက်ချင်တာရာဇဘွားခေါင်းတဆက်ဆက်ညှင်ရင်မှအေးကွယ်လှုပ်ကြည့်ပေါ့လိုတဲ့ငွေဦးလေးထုတ်ပေးမယ်ဂျော်နီတယောက်သဘောအကျစီကြကဦးမျိုးလေးရဲ့ချစ်သမီးလက်ကိုဆွဲရင်ပြန်သွား၏အိယာဝင်သည့်အခါလက်ဖွဲ့ပစ္စည်းတွေဖောက်လက်ဖွဲ့ငွေတွေတက်ရင်ချစ်သမီးကလင်းဖြစ်သူအားဝမ်းသာအားရပြောလာသည်ကိုရေမင်္ဂလာဆောင်လာနှစ်ဖက်မိဘမိတ်ပေါ်လို့လားမသိဘူးတိတ်ညက်တာပဲပစ္စည်းတွေရောငွေတွေရောမနှဲဘူးကိုရဲ့သိလားဖေဖေစီကငွေမီရင်တော့ရလောက်တယ်ဂျော်နီမျက်နှာကတီကင်းသွားသလိုအိတ်နေရမှထထိုင်လာ၏ဘာလဲချစ်သမီးမင်းဖေစီကငွေယူလို့မင်းကမကြိုက်ဘူးလားငါတောင်းတာမဟုတ်ဘူးနော်မင်းဖေဘာသာထုတ်ပေးတာဘာပြောလို့လဲကိုရဲ့အေးပြောလို့လည်းမရဘူးမင်းနဲ့ရမှငွေကန်ရတဲ့ကောင်မဟုတ်ဘူးဆိုတာမင်းသိထားချစ်သမီးစကားများရတော့အတော်လေးစိတ်မချမ်းသာဖြစ်ရသည်မင်္ဂလာဦးမှာရန်ဖြစ်ပြီးမဖြတ်တန်းကျင်တာမို့သိခံလိုက်ရပေမဲ့နေ့စဉ်ရက်ဆက်လို့ဖြစ်လာခဲ့သည်ဂျော်နီဒီငကိုတွေကလက်ကြောတင်သူမဟုတ်ပေကိုရဲ့နည်းနည်းပပအိမ်ကပ်ပါအောင်အမြဲတမ်းလည်းတောက်စားနေတာပဲချစ်သမီးစကားသည်ဂျော်နီအတွက်တိုးမပေါက်သလိုငကိုဗီဇအကျင့်မို့ဖျောက်ဖျက်ဖို့မရှိပါမနက်မိုးလေးမိုးချုံအိမ်မကက်သလိုမယားကိုလည်းမမောတွေ့တာသူမဟုတ်ပေအိမ်အောင်ကြပြီးကလေးကချစ်သမီးမှာအဖေအိမ်မရောက်သလိုတခါတလေသွားရင်တော့ထိငော့ပြောခံရသည်ကို့အိမ်မှာကိုနေမှမရှိခုချိန်ဒီအဖေအိမ်ဝင်ထွက်နေအောင်မင်းကဒီမိသားစုဝင်ဖြစ်နေပြီနော်လင်းရမရရဲ့ဖြစ်လာမှကိုသည်တော်တော်လေးမိမလိုမင်းမြန်ဆန္ဒတိလာရသည်အလုတ်ဆိုပြီးထွက်သွားပေမဲ့ဘာလို့နေမှမသိအောင်တယောက်တည်းတိုးတိတ်တိတ်လုပ်တတ်၏ချစ်သမီးကိုပေးမသိသလိုမေးရင်လည်းအော်ငေါ့ကစကားများရ၏နှစ်ယောက်သား၏အိမ်အောင်ရေးမှာရင်တကြက်ဖြစ်ရသည်ကများသလိုကိုဖေဖေကလည်းတားဖြစ်သူကိုဆုံးမဖို့နေတတ်မသိဟန်သာဆောင်နေတတ်သည်ဖေးကြီးနယ်တော့ကချစ်မွေးမြူးမလောင်လက်မွေးမြူးလောင်ဖြစ်နေရပေမဲ့အိမ်အောင်ကြတော့အရင်လိုနေမရဖြစ်လာသည်လင်းဖြစ်သူကပါမတိတတမှုပိုပင်ပန်းရတာချက်ပြုတ်တာလဲကိုကအစင်မပြေနောက်ဆုံးဖေးကြီးစီသားအပူလာကတ်ရတော့သည်သမီးဖြစ်သူအိမ်လာတဲ့ဒီကိုပင်ရာဇဘွားဝမ်းအသာကြီးသားကပျော်ရွှင်မှုကမျက်နှာမှာဖုံးမရဖိမရပေါ်လေ၏ထမင်းစားမှပြန်တော့သမီးလေးဖေးကြီးထင်တယ်မနက်ကကြီးတွေအားနေလို့ငါသမီးလေးလာမယ်လို့ထင်တယ်လို့တောင်ပြောနေသေးတယ်သမုဒိယကပြုံးမိသလိုသူသမီးကိုနေတိုင်းမျောနေတာသိတာမို့ခက်ဆက်သက်သာနေလိုက်သည်ဖေးသမီးချက်ပြုတ်ဖို့နဲ့တန်ရှင်းအတွက်လေဒီကနေတယောက်တော့ခေါ်သွားခြင်းနဲ့ရာဇဘွားသမီးမျက်နှာလေးကိုငေးကြည့်နေရင်မှပိန်သွားတာသတိထားမိသည်သမီးလေးလိုချင်ခေါ်သွားပါလာကဖေးကြီးပဲပေးလိုက်မယ်ဒါနဲ့ဟိုမှာသမီးပဲချက်ရတာလားချစ်သမီးမျက်နှာလေးကပြက်ရင်းသွားရင်သမီးကချက်ကြည့်တာပါကိုကစားပေမဲ့သမီးကသမီးလက်ရအောင်မစားနိုင်ဘူးဖြစ်နေတာအော်ညာလဲညာတတ်သည်သူသမီးပင်ထမင်းစားတော့လဲပလုတ်ပလောင်းဖြင့်အားရပါရပင်
ဟိုမှာအစားများဆင်းရဲသလားတွေးမိပေမဲ့သူ့ပစံတွေရောလက်ဖွဲ့ရတဲ့ငွေတွေရောမို့မဖြစ်နိုင်ပါဘူးလေဟုသာဖြေထွေရသည်ဖရီးသမီးစပင်တွေက6တလောင်းနေမှကွယ်စီတေချာမထည့်ဘူးလားကျမ်းပြင်မော်ထိုင်နေသည့်ချစ်သမီးကခုံမော်ထိုင်နေသည့်ဖခင်ဖြစ်သူ၏ပေါင်မော်ခေါင်းလေးတင်ထားသလိုရာဇဘွားကထုံးစံအတိုင်းသမီးရဲ့စပင်တွေကိုစီလူပြီးဆင်ဆွဲပြီးလေးဖြင့်တေချာပေးတင်ပြီးငါသမီးရဲ့ဖေးစီခဏခဏလာစမ်းပါကွယောက်ျားရတော့တာနဲ့ဒီအဖေကိုပြစ်ထားတော့တာပဲဒီကလေးနဲ့ရင်ထဲမချိတာကိုဟန်လို့ရင်ပြောတော့ချစ်သမီးကပြုံးပြီးသားဖနှစ်ယောက်သားကို့အပူနဲ့ကိုမျိုးသိမ့်နေကြသည်စပင်လေးကိုစီလူဖြစ်တင်ပြီးဖခင်ကကြက်ဆံမီးကိုတေချချစ်ပေးလိုက်ရှာသည်သူ့မျက်စိထဲတော့ဘယ်အရွယ်ရောက်သူသမီးဟာကလေးလေညနေជីជីမူမူကချစ်သမီးနဲ့အတူလိုက်လာသလိုအိမ်ထဲဝင်လာရုံရှိသည်ဂျော်နစ်ကိုမြင်လိုက်ရရင်ပွားတစ်ဖက်ကထူပူသွားရုံမကကျက်ဆံမီးစားကိုတင်းငနေဆောင်ဆွဲခံလိုက်ရသည်အမလီမမလေးတော့တေးပါပြီကြီးမူမူစီမထိထိပြပြအော်တန်နဲ့အတူခွေကျသွားသည့်ချစ်သမီးအနာရောက်လာသည့်ဂျော်နစ်ပုံစံကတရေဘလူးစီးနေလို့ကြောက်စရာကောင်းနေသည်ဖခင်ကိုယ်တိုင်စီလူးပေးထားသည့်ဆန်စတွေကဂျော်နစ်လက်ထဲဆောင်ဆွဲခံရသလိုရစ်ပတ်ခံလိုက်ရတာမို့ချစ်သမီးမျက်နှာလေးခက်မော့မော့ဖြစ်သွားရင်မျက်ရည်တွေစီကျလာရင်ကိုမှာတပါဇလန်လေးရဲ့အပိုင်း16ကတော့ဒီနေရာမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်အပိုင်း20ကိုမကြခင်မှာတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ဆက်လက်စောင့်မျှော်နားဆင်အားပေးကြပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်